တခါတော့ငါပေါ့ကွယ်မဟောတထာသူကမိန်ရဲ့ပညာဆိုင်ရာဇက်ယုံတော်ကြီးအရက်မှာဖြစ်ပါတယ်ဒီနေ့မှာတော့မိခင်တယောက်ကသူမရဲ့ရင်သွေးငယ်လေးကိုချီပိုးပြီးမဟောတထာရဲ့ရေကန်တော်မှာရေချိုးဖို့ရောက်ရှိလာခဲ့ပါတော့တယ်ဒါလေးရေမမေရေချိုးလိုက်အောင်မယ်နော်ဒီကြောက်ဖြာပေါ်မှာခဏလေးအိတ်နေခဲ့ပါဦးမိခင်ဟာကလေးကိုတိတ်ထားခဲ့ပြီးရေထဲဆင်းသွားချိန်မှာတော့ဒေါသတကြီးနဲ့ဘလူးမတယောက်ကလမ်းလျှောက်လာခဲ့ပြီးဘလူးမရဲ့စိတ်ထဲမှာတော့ဟင်းကလေးလေးကပူပွေးဦးဦးနဲ့စားလို့ကောင်းမဲ့ပုံပဲငါသွားပြီးခိုးသွားမှာပဲလို့ကြံရွယ်လိုက်ပါတော့တယ်အဲ့ဒီနောက်တော့ဘလူးမဟာလူရောင်ဆိုင်လိုက်ပြီးအိုးအမရဲ့ကလေးလေးကချစ်စရာကောင်းလိုက်တာကျမခဏလောက်များချီထားလို့ရမလားလို့ခွင့်တောင်းလိုက်ပါတယ်ဒီအချိန်မှာမိခင်ကလည်းရေထဲကနေရေချိုးရင်းနဲ့လှမ်းပြီးတော့ရပါတယ်ရှင်ခဏလေးတော့ကြည့်ပေးထားပါဦးနော်လို့အကူညီတောင်းလိုက်ပါတယ်ဒီအချိန်မှာဘလူးမဟာလည်းကလေးကိုချီပြီးတဖြည်းဖြည်းနဲ့နောက်ဆုတ်ခါထွက်ပြေးသွားပါတော့တယ်ကွယ်အဲ့အချိန်မှာပဲမိခင်ဖြစ်သူဟာဟဲ့နေအောင်လေနေအောင်ငါသားကိုဘယ်ယူသွားမလို့လဲရက်လိုက်စမ်းလို့တန်းអော်ပါတော့တယ်ဒီအချိန်မှာဘလူးမာကပြန်ပြီးဟာမြင့်သားဟုတ်လားဒါငါးပိုက်ထဲကမွေးထားတဲ့ငါသားရင်းမှာတော့နင်ကဘာလို့လာလို့နေတာလဲလို့ပြန်ပြောရင်းနှစ်ဦးသားရန်ဖြစ်ခါမဟောတထာရဲ့ယုံတော်ရှိကိုရောက်လာကြပါတော့တယ်လူအုပ်ကြီးကလည်းဝိုင်းကြည့်နေကြတာပေါ့ဒီချိန်မှာပဲလူအုပ်ထဲကတယောက်ကဟောဟိုမှာမဟောတထာသူခမိန်လေးလာနေပြီပညာရှိလေးစီရင်နာကိုစောင့်ကြည့်ကြရအောင်လို့ပြောကြားလိုက်ပါတော့တယ်မဟောတထာလေးကတည်ငြိမ်တဲ့အတန်နဲ့ကဲတိတ်ကြစမ်းဘာဖြစ်ကြတာလဲတယောက်ချင်းစီရှင်းပြပါလို့ပြောလိုက်တဲ့အခါမှာတော့ဘလူးမကအရှင်သူခမိန်ဒီမိန်းမကလေကျမသားလေးကိုအတင်းလူနေလို့ပါလို့ပြောလိုက်တဲ့အချိန်မှာတော့မိခင်ရင်ဟာငိုရင်းနဲ့ပဲမဟုတ်ရပါဘူးရှင်ရဲ့ကျမရေချိုးနေတော့သူကလှည့်စားပြီးခိုးသွားတာပါဒါကကျမရဲ့သားအရင်လေးပါရှင်လို့ပြန်လည်ပြောကြားလိုက်ပါတယ်မဟောတထာကစဉ်းစားဟန်ပြုလိုက်ပြီးတော့ကဲကောင်းပြီသင်တို့နှစ်ယောက်စလုံးကမိခင်လို့အခိုင်အမာပြောဆိုနေကြတာဆိုရင်တော့ဒါဆိုရင်ငါကအားဆန်းပွဲတစ်ခုလုပ်ပြီးဆုံးဖြတ်ပေးတော့မယ်မဟောတထာသူခမိန်ဟာမြေကြီးပေါ်မှာမြင်းတစ်ချောင်းကိုဆွဲလိုက်ပါတယ်အဲ့ဒီနောက်တော့ခလေးကိုဒီမြင်းကြားထဲမှာထားလိုက်တယောက်ကလက်ကိုဆွဲတယောက်ကခြေထောက်ကိုဆွဲမိမိဘက်ကိုပါအောင်ဆွဲနိုင်တဲ့လူကခလေးကိုရစေရမယ်ကဲစားလိုက်ကြတော့လို့ပြောလိုက်တဲ့အခိုင်မှာပဲခလေးဟာဘလူးမကဟာငါဘက်ကိုပါလာရမယ်လာစမ်းဆိုပြီးအားနဲ့အတင်းဆောင်ဆွဲလိုက်ပါတော့တယ်မိခင်ရင်းကတော့အိုးတားလေးတော့နာကုန်ပါပြီမလို့ရတော့ပါဘူးဆိုပြီးမိခင်ဟာခလေးနာကျင်မှာကိုမကြည့်ရတာကြောင့်လက်ကိုလွှတ်လိုက်ပြီးငိုကြွေးနေရပါတော့တယ်ကဲရက်လိုက်ကြစမ်းအဖြေကထွက်လာပြီလို့ပြောကြားလိုက်တာကြောင့်ပိဋကတ်တွေကလည်းစိတ်ဝင်စားနဲ့ငြိမ်သက်ပြီးကြည့်ရှုနေကြတော့တာပေါ့မဟောတထာကခလေးကိုလွှတ်လိုက်တဲ့သူကသာမိခင်အရင်ဖြစ်တယ်။ဘာကြောင့်လဲဆိုတော့မိခင်ရင်ဆိုတော့ဟာမိမိရဲ့သားနာကျင်မှုကိုဘယ်တော့မှမကြည့်ရဘူး။မိမိသားအသက်ရှင်ဖို့အတွက်ဆိုရင်အရှုံးပေးဖို့ဝင်မလေးကြဘူးလို့ပြောကြားလိုက်တာကြောင့်လူအုပ်ကြီးဟာလက်ခုပ်တီးပြီးချီးမွမ်းထောပနာပြုလိုက်ပါတော့တယ်။မဟောတထာဟာဘလူးမကိုကြည့်လိုက်ပြီးတော့မင်းရဲ့မျက်လုံးတွေကနှီးမြန်းပြီးမမိတ်ဘူးမင်းဟာလူမဟုတ်ဘူးဘလူးမပဲမှန်ပြောစမ်းလို့ပြောလိုက်တဲ့အချိန်မှာတော့ဘလူးမဟာကြောက်လန့်တကြားဖြစ်သွားပြီးမှန်လားပါရှင်ကျမကတော့ဘလူးမပါကျမမှားခဲ့ပါတယ်ကျမကခလေးကိုစားဖို့အတွက်ခိုးယူခဲ့တာပါလို့ပြောကြားလိုက်ပါတော့တယ်ဒီချိန်မှာတော့မဟောတထာဟာနောက်ကိုဒီလိုမိုက်မဲတဲ့အလုပ်တွေမလုပ်ပါနဲ့တော့ကဲမိခင်ဖြစ်သူကလည်းတင်သားလေးကိုချီပိုးပြီးအိမ်ပြန်နိုင်ပါပြီလို့ပြောကြားလိုက်တာကြောင့်မိခင်ရင်ဖြစ်သူဟာကျေးဇူးကြီးမားလှပါတယ်အရှင်ရဲ့စောင့်ရှောက်မှုကြောင့်သာကျမရဲ့သားလေးအသက်ချမ်းသာရခဲ့ရတာပါလို့ပြောကြားလိုက်ပါတော့တယ်မဟောတထာသူခမိန်ရဲ့ထက်မြက်လှတဲ့ဉာဏ်ပညာကြောင့်မိခင်နဲ့သားပြန်လည်ဆုံတွေ့နိုင်ခဲ့ပါတယ်ချစ်ချင်းမြတ်တာဆိုတာဟာအနာယူခြင်းမှမရှိဘဲဆွန့်လွတ်ခြင်းနဲ့ကျင်နာခြင်းမှသာရှိတယ်ဆိုတာကိုဒီဇလန်းလေးကသက်သေပြလို့နေတာပဲဖြစ်ပါတော့တယ်ရှင်